က်ကိုရေနဲ့ပတ်ပြီးအားမရသေးတဲ့မီယာဟာအပြင်ဘက်ဆွဲထုတ်ပြီးမြေကြီးပေါ်တွန်းချလိုက်ကသူတို့ရဲ့စစ်ဆက်ပွဲပြီးဆုံးပြီဖြစ်ကြောင်းကြေညာပြီးသူ့ရဲ့တမိုးရှိတဲ့ပထမဆုံးချစ်စီပြန်သွားဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့မီယာမယုံနိုင်စရာကောင်းတာကဂျက်ကညှင်းဆန်လိုက်တာပါပဲ။ညနေနေပြီဖြစ်လို့အမတယောက်တည်းလုံခြုံမှာမဟုတ်ဘူးလို့သူကစိုးရိမ်နေပါတယ်။မီယာကသူမရောတယောက်တည်းမဟုတ်ဘူးလားလို့မေးလိုက်ပေမဲ့ဂျက်ကတော့သူမကိုလက်တောင်မကြည့်ပဲထွက်သွားပါတော့တယ်။စားပွဲထိုးလေးတယောက်ကဂျက်ရဲ့ဖုန်းကိုလာပေးပါတယ်။မီယာကပြန်ပေးဖို့ကြိုးစားပေမဲ့ဂျက်ကတော့အမစီကိုမောင်းထွက်သွားနေပြီးပါပြီ။အဲ့ဒီအချိန်မှာပဲဆိုင်ကယ်သမားတအုပ်ကမီယာဘေးကနေဖြစ်ပြေးသွားပြီးသူမရဲ့အိတ်ကိုလူယူသွားကသူမကိုလည်းမြေကြီးပေါ်ပြင်းပြင်းထန်ထန်လဲကျသွားစေခဲ့ပါတယ်။ဒဏ်ရာတွေနဲ့တုံလုံးချောက်ချားနေတဲ့သူမဟာလုံးဝကြေကွဲဝမ်းနေခဲ့ရပါတယ်။ဒီအချိန်မှာပဲဝီလျံဟာရုတ်တရက်ပေါ်လာပြီးသူ့ကိုယ်အင်ဂျီကိုချုပ်ကသူမကိုပတ်ပေးပြီးတေးသေးချာချာကူညီထူမပေးခဲ့ပါတယ်။စိုးရိမ်ပူပန်မှုတွေနဲ့ပြည်နေတဲ့သူ့မျက်လုံးတွေနဲ့သူမကိုရင်ခွင်ထဲပွေ့ချပြီးဆေးရုံကိုခေါ်သွားခဲ့ပါတယ်။ဆေးရုံရောက်တဲ့အခါမှာတော့ဝီလျံဟာဒူးထောက်ပြီးကွမ်းစလေးနဲ့သူမရဲ့ဒဏ်ရာတွေကိုညင်သာစွာတန့်ရှင်းပေးခဲ့ပါတယ်။အဲ့ဒီအခါမှာမှမီယာဟာပထမဆုံးအကြိမ်ဖြစ်နှွေးထွေးမှုကိုအနှဲငယ်ခံစားလိုက်ရပါတယ်။ဂျက်ရဲ့ဖုန်းထက်မိလာတဲ့အခါမီယာကပြန်ပေးဖို့တောင်းဆိုပါတယ်။သူမလမ်းကောင်းကောင်းမလျှောက်နိုင်တာကြောင့်ဝီလျံကပဲသူမကိုကိုယ်တိုင်မောင်းဖို့ပေးခဲ့ပါတယ်။ဒါပေမဲ့သူတို့ရောက်သွားတဲ့အခါမှာတော့ဂျက်နဲ့အမာတို့ရင်းရင်းနှီးနှီးရှိနေကြပြီးသူတို့ရဲ့စစ်ဆက်ပွဲဟာအချစ်မပါတဲ့သဘောတူညီမှုတသက်တာဖြစ်ကြောင်းပွင့်ပွင့်လင်းလင်းပြောဆိုနေတာကိုသူမမြင်လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲမီယာနှလုံးသားဟာလုံးဝကြေမိုးသွားခဲ့ရပါတော့တယ်။ဝီလျံနဲ့အတူသူမဟာကမ်းခြေကိုသွားပြီးအရက်တောက်ရင်းဝမ်းနည်းပူဆွေးမှုတွေကိုဖြေဖျောက်ခဲ့ပါတယ်။သူမရဲ့တစ်ဖက်သက်အချစ်ကြောင့်ပြည့်ရည်ပြုခံရပုံတွေကိုငိုကြွေးပြောဆိုနေခဲ့ပါတယ်။